အာဖရိကဆဗန်နာမှာတခြားတရိတ်ဆန်တွေကိုအုပ်စုထွက်လောင်ရီတွေတတ်တော်သမမျိုးရှိပါတယ်။အဲ့ဒါကတော့ဟိုင်ယီနာပါ။ဟိုင်ယီနာတွေကိုအာဖရိကတိုက်ရဲ့ဆဗန်နာမြက်ခင်းမြင်တွေနဲ့တက်တော်နဲလက်ဒေတာတွေနဲ့တောရိုင်းလွင်မြင်တွေမှာအများဆုံးတွေ့ရတတ်ပါတယ်။ဟိုင်ယီနာတွေဟာအဓိကမျိုးစိတ်၄မျိုးရှိပါတယ်။အဖွဲလိုက်နေထိုင်တဲ့သားရဲဖြစ်ပြီးအဖွဲကိုကလန်လို့ခေါ်ပါတယ်။အချို့ကလန်တွေမှာအများဆုံးအကောင်80လောက်အထိရှိနိုင်ပါတယ်။သူတို့ရဲ့အမွေအကျင့်ကအလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ဟိုင်ယီနာတွေဟာအယမ်းညံပြီးပိုးပေါင်းလှုပ်ဆောင်နိုင်တဲ့သားရဲတွေပါ။အမိတ်ပဲသူကအများအားဖြင့်ဟိုင်ယီနာအမတွေဖြစ်ပြီးအထီးထက်တောင်ပိုအင်အားကြီးကြရတယ်။အထီးတွေကတော့အုပ်စုမှာအဆင့်အတန်းအနှိမ့်ဆုံးပါပဲ။လူအများစုကဟိုင်ယီနာကိုအခြားသားရဲတွေစားပြီးကြံတာတဲ့စားတဲ့ငပြင်းတတဝါလို့ထင်ကြပါတယ်။ဒါပေမဲ့အဲ့ဒါကအထင်မှားချက်တစ်ခုပါ။အမှန်တော့ဟိုင်ယီနာတွေဟာကိုယ်တိုင်အမဲလိုက်နိုင်တဲ့ထိရောက်တဲ့ဟန်တာတွေဖြစ်ပြီးအောင်မြင်မှုနှုန်းကတခါတလေလိုင်းယန်ထက်တောင်မြင့်တက်ပါတယ်။ဟိုင်ယီနာတွေရဲ့အစားအစာကတော့ zebra, antelope, wildebeest လို့တရိษံကြီးတွေကနေအယိုးအရေမချန်တဲ့အထိအကုန်လုံးကိုစိုင်းနိုင်ပါတယ်။သူတို့ရဲ့ပါးနဲ့သွားကအလွန်အားကြီးလို့အယိုးကိုတောင်ခွဲပြီးစားနိုင်တယ်ဆိုတာသူတို့ရဲ့ထူးခြားချက်တစ်ခုပါ။နောက်ထပ်ထူးခြားတာကဟိုင်ယီနာတွေရဲ့ရေတံလိုအတန်ကတကယ်တမ်းလောင်ရီနေတာမဟုတ်ပဲစိတ်လှရှားမှုကြောက်ရွံ့မှုဒါမှမဟုတ်ကလန်တဲမှာဆက်သွယ်ဖို့အသုံးပြုတဲ့ signal တစ်မျိုးပဲဖြစ်ပါလေ။ဒါကြောင့်ဟိုင်ယီနာဆိုတာငပြင်းသက်တော်မဟုတ်ပဲညံကောင်းအဖွဲစည်းကောင်းတဲ့တက်ရှိနိုင်စွာမြင့်တဲ့တားရဲတစ်မျိုးလို့ဆိုနိုင်ပါလေ။